မင်္ဂလာပါမိတ်ဆွေ Facebook အောင်မြင်ရေးဗျူဟာအကြောင်းကိုပြောပြမှာဖြစ်လို့အဆုံးထိကြည့်ပေးဖို့တောင်းဆိုချင်ပါတယ် Facebook Content Marketing အောင်မြင်ရဲ့အရင်ဆုံးသင်လုပ်ငန်းသို့မဟုတ်အမှတ်တစိမ့်ဤရည်မှန်းချက်များကိုသတ်မှတ်ရပါမည်ဥပမာအမှတ်တစိမ့်အသိပညာမြင့်တင်ခြင်းပစ္စည်းဝန်ဆောင်မှုရောင်းအားတိုးမြင့်ခြင်းအသုံးပြုသူများနဲ့ဆက်ဆံရေးတည်ဆောက်ခြင်းစသဖြင့်Think Facebook ကမှအတွက်ပြင်ပထားသောပရိသတ်ကိုအသက်အပိုင်းစိတ်ဝင်စားမှုတည်နေရအလောက်ကိုင်းစသည့်အချက်လက်များအရသတ်မှတ်ပါပရိသတ်ကိုမှန်ကန်သိရှိခြင်းကအကြောင်းအရာဖန်တီးရာတွင်အရေးကြီးပါသည်ပရိသတ်စိတ်ဝင်စားမိအကြောင်းအရာများကိုဖန်တီးပါဥပမာအသုံးဝင်သောအကြံဉာဏ်များထုတ်ကုန်အသစ်များသတင်းချက်လက်များရေမောဖွယ်သင်ခန်းစာများဗီဒီယိုတပ်ပုံစာသား infographic စသဖြင့်မတူညီသောပုံစံများဖြင့်ဖန်တီးပါအကြောင်းအရာများကိုအချိန်မှန်သက်ဆိုင်ရာနှင့်အဆက်အသွယ်ရှိစေရန်ကြိုးစားပါ Facebook ပေါ်တွင်ပုံမှန်တင်ပို့ခြင်းသည်ပရိသတ်နှင့်ဆက်ဆံရေးတည်ဆောက်ရာတွင်အရေးကြီးပါသည်အချိန်စရာတစ်ခုပြုလုပ်ပြီးတပတ်လျင်သတ်မှတ်ထားသောအကြောင်းအရာများကိုတင်ပါပရိသတ်၏မှတ်ချက်များမဆိတ်ကများကိုအမြန်ဆုံးတုတ်ပြန်ပါမိကူများပြန်ခွဲများစစ်တမ်းများဖြင့်ပရိသတ်ကိုပါဝင်ဆောင်ရွက်စေပါပရိသတ်၏စိတ်ဝင်စားမှုများကိုနားထောင်ပြီးအကြောင်းအရာများကိုအဆက်အသွယ်ရှိစေရန်ပြင်ဆင်ပါ Facebook Ads Manager ကိုအသုံးပြု၍ပရိသတ်သတ်မှတ်ချက်အရာကြော်ညာများပြုလုပ်ပါ Promotion များအထူးပစ္စည်း short ဈေးများကိုကြော်ညာခြင်းဖြင့်ရောင်းအားတိုးမြင့်ပါ Facebook Insights နှင့်အခြား Analytics tool များဖြင့်အကြောင်းအရာများ၏ထိရောက်မှုကိုစစ်ဆေးပါအချက်လက်များအရာအကြောင်းအရာများကြော်ညာများကိုပြင်ဆင်တိုးတက်အောင်လုပ်ဆောင်ပါအောင်မြင်သော Facebook Cam Strategy သည်ရည်မှန်းချက်ရှင်းလင်းမှုပရိသတ်နားလည်မှုအကြောင်းအရာဖန်တီးမှုပုံမှန်တင်ပို့မှုပရိသတ်နှင့်ဆက်ဆံမှုကြော်ညာအသုံးပြုမှုနှင့်အကောင့်ထဲပေါ်မှုစစ်ဆေးမှုတို့ကိုပေါင်းစပ်ပြီးဆောင်ရွက်ခြင်းဖြစ်သည်ဤနည်းလမ်းများကိုစနစ်တကျလိုက်နာခြင်းဖြင့်တဲ့ Facebook Cam အောင်မြင်မှုကိုမြင့်တင်နိုင်ပါသည်